မင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမှန်လေးကိုလာတော့ဖြည့်ပေးခြင်းပါတယ်ခင်ဗျာဆိုတော့သူမိထားလီကညီကအိမ်မစိုးမှတ်နေဘာလို့ဖယ်ရှားပေးမရတာလဲမသိတော့ပါဘူးဗျာအကိုကြီးဖြည့်ပေးတော်မူပါတဲ့နော်မေကွန်ကောင်းလေးပါအရန်ကောင်းတဲ့မေကွန်ပါအခုလိုမေကွန်ကောင်းမေးပေးတဲ့လေးကျေးဇူးရဲမဲ့တင်ပါတယ်ခင်ဗျာဒီမေကွန်အကိုဖြည့်ပေးမယ်ဆိုတော့ဒီမေကွန်ပိုင်ရှင်ကဒါမေးထားတော့တော်ကြပါပြီဒါပေမဲ့ဖြစ်ချင်တော့သူ့ရဲ့အလှည့်ကိုမကြသေးဘူးเนาะသူများခွေးရလာကြိုက်လို့အဲ့ဒီခွေးကိုမောင်းရတာတမျိုးကိုအိမ်ခွေးရကိုကိုပြန်ကြိုက်လို့မောင်းရတာတမျိုးเนาะဒီကြားတဲ့ဒီကျွန်တော်တို့ဒီတခြားမေးဟာမေကွန်တွေလည်းဖြေနေရတာဆိုတော့မအားဘူးเนาะအဲ့တော့ဒီနေ့မှာတော့ဘယ်လိုပဲဖြစ်ဖြစ်သူ့ရဲ့မန်းဟောတော့ကျွန်တော်ရအောင်เนาะဆယ်ပြီးတော့ဖြေပေးထားတယ်ခင်ဗျဖြေပေးလိုက်မယ်ဆိုတော့ညီအိမ်မဆိုးဆိုတာကဒါအရန်ခက်ခဲတဲ့ကိစ္စတော့မဟုတ်ဘူးခင်ဗျเนาะကိုကစိတ်ဆွဲလို့မှတ်တာတော့၎င်းအကြောင်းရင်းတိုက်ဆိုင်လို့မှတ်တာတော့၎င်းဘယ်လိုပဲမှတ်เนาะတကယ်လို့ကိုကအိမ်မဆိုးကိုမကြိုက်လို့ဖျောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗုဒ္ဓဘာသာရှုတော့နေဆိုလို့ရှိရင်ဖျောက်လို့ရတဲ့နည်းလည်းအများကြီးပါเนาะဆိုတော့ဒါတချို့ကကြတော့ဘေးရင်းရေတွေတွက်ချေကြတယ်ဒါလည်းမှားတာပဲเนาะအဲ့တော့အိမ်မဆိုးမှတ်တာကိုဖျောက်ချင်တယ်ဆိုလို့ရှိရင်เนาะဖျားမှန်မှန်ရှိခိုးတရားမှန်မှန်ထိုင်ပရိမှန်မှန်စိတ်ဂုံတော်များများပွားအသေးချာပြောက်တယ်အေးတခုတော့ချွန်းချက်နဲ့ပြောရမယ်ဖျားပဲရှ िख ိုးဂုံတော်ပဲပွားပွားပရိပဲစိတ်เนาะတရားပဲထိုင်ဘာပဲလှုပ်အဲ့လှုပ်တဲ့အပေါ်မှာစိတ်ကနှစ်ပြီးတော့လှုပ်ပြီးလို့ဆိုလို့ရှိရင်စိတ်ကစွဲနေအောင်ထုံနေအောင်လှုပ်ဒါဆိုလို့ရှိရင်ကောင်းတဲ့ဘက်ကိုစိတ်ဆွဲသွားရင်မကောင်းတဲ့ဘက်ကစိတ်ကအော်တိုပြောက်သွားရောနော်အဲ့ဒါတော့အကိုပြက်တသားကိုအာမခံရတယ်အကိုတို့လည်းအစွဲလန်းကြီးတဲ့အထက်မှာပါတယ်ဒါပေမဲ့အစွဲလန်းကြီးတဲ့ဆိုတာကလည်းကိုယ့်ရဲ့စိတ်ကမကောင်းတဲ့ဘက်မှာအစွဲလန်းကြီးမှုမကောင်းတဲ့ဘက်မှာအာသာနေမကောင်းတဲ့ဘက်မှာရောက်မှာပဲအဲ့တော့ကိုယ့်ရဲ့စိတ်ကိုမကောင်းတဲ့ဘက်မှာအစွဲလန်းမကြီးအောင်ကောင်းတဲ့ဘက်မှာထုံနေအောင်ကောင်းတဲ့ဘက်မှာစိတ်စွဲလန်းကြီးအောင်ကောင်းတဲ့ဘက်ကိုသွားဒါကတော့အကိုပေးနိုင်တဲ့အကြံပဲအဲ့လိုကိုကအဲ့လိုများမှကိုကမကျင်တတ်ဘူးဆိုလို့ရှိရင်သာသနာပေါင်းတွေကိုဝင်ရဟန်းဝတ်တရားလုပ်ကိုမှန်သာလုပ်စွမ်းနေအောင်သာလုပ်လုံးဝအော်တိုပြောက်တယ်နော်တကယ်လို့အဲ့လိုမျိုးမှမပြောက်သေးဘူးဆိုလို့ရှိရင်လေဆရာတော်ဥပုပ်ပြောတယ်လို့ပဲဟဲ့မန်နူဝကြွေးရှင်ဆက်လိုက်ဆိုတယ်လို့ပဲအဲ့တော့အဲ့လိုမျိုးမှမပြောက်ဝကြွေးရှင်ဆက်လိုက်ပဲနော်ဒီလိုမျိုးပဲပြောရမယ်နော်ဒါကတော့အကွာနောက်ဆုံးအနေနဲ့ပြောတာဒါတကယ်ပြန်စဉ်းစားကြည့်ရင်အိမ်မက်ဆိုတာကတော့ဒါဘာမှခက်ခဲတဲ့ကိစ္စမဟုတ်ဘူးเนาะကျွန်တော်တို့လည်းအစွဲလန်းကြည့်ဘူးတယ်မှတ်ဘူးတယ်เนาะမှတ်ဘူးတယ်ကျွန်တော်ဘယ်လောက်ထိအစွဲလန်းကြည့်လဲဆိုလို့ရှိရင်လွန်ခဲ့တဲ့10နှစ်17နှစ်လောက်ကဟာတွေအခုချိန်ကြီးပြန်ပြီးမှတ်မိနေတော့အခုချိန်ကြီးတစ်ခေတ်ကြာပြန်ပြီးမှတ်မိနေတော့အဲ့လောက်ထိအစွဲလန်းကြည့်တာเนาะဆိုတော့ဒါပေမဲ့အစွဲလန်းဆိုတဲ့ဟာကလည်းဒါစောစောပြောလို့မကောင်းတဲ့ဘက်မှာအားများနေကောင်းတဲ့ဘက်ကအားလျော့တာပဲအဲ့တော့ကိုကမကောင်းတဲ့ဘက်မှာအားမများကြည့်ဘူးဆိုလို့ရှိရင်ကောင်းတဲ့ဘက်ကိုအားပို့ထည့်ကောင်းတဲ့ဘက်ကိုအားပို့ဆိုင်အဲ့ဆိုလို့ရှိရင်မကောင်းတဲ့ဘက်ကိုစိတ်ကအော်တိုပျောက်သွားရောကောင်းတဲ့ဘက်ကိုအော်တိုရောက်လာအောင်အဲ့ခါကျရင်အားကိုမဖြစ်တော့ဘူးကြောက်စိတ်တွေလည်းမဖြစ်တော့ဘူးเนาะနောက်ပိုင်းကျအဲ့လိုမျိုးဖျားရှိခိုးတာများလာလို့ဂုံတော်ပွားတာများလာလို့တရားထိုင်တာများလာလို့ပရိစိတ်တာများလာလို့ဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုလို့ရှိရင်ကိုကမဟုတ်တာလောက်ရမှာကြောက်လာတယ်မမှန်တာပြောရမှာကြောက်လာတယ်အဲ့တော့အဲ့လိုမဟုတ်တာလောက်ရမှာမမှန်တာပြောရမှာကြောက်တဲ့အတွက်ကြောင့်မလို့ကို့မှာအကုသိုလ်ကင်းတယ်ဒါတစ်ချက်နောက်တစ်ချက်ကအကိုကမဟုတ်တာလောက်ရမှာမမှန်တာပြောရမှာကြောက်လာပြီးတော့မှအဲ့ဒါနဲ့စန့်ကျင်ဘက်ဟုတ်တာမှန်တာပြောရလောက်ရကန်ရမှာကိုမကြောက်တော့ဘူးရဲရင်လာတယ်ပြတ်သားလာတယ်စိတ်အားကထက်မြက်လာတယ်ဒါဟာကောင်းတဲ့ဘက်ကိုစိတ်ရောက်ခြင်းရဲ့အကျိုးရလဒ်ပဲအကိုကတော့ရှုတော်မျိုးစုံကနေကြည့်ပြီးဖြေပေးလိုက်တာပဲနော်ဘာလို့ဆိုလို့ရှိရင်တချို့ကဖះရှိခိုးမပြောက်တယ်တို့တရားထိုင်မပြောက်တယ်တို့နော်ဂုံတော်ဘောမပြောက်တယ်တို့ဘာညာကိကွာဆိုတော့အဲ့တော့တခုချင်းစီတော့ခွဲမဖြစ်မိတော့ဘူးကိုဘာကြိုက်လဲကိုဖះရှိခိုးတာကြိုက်လဲတရားထိုင်တာကြိုက်လဲပရိစိတ်ရကြိုက်လားဂုံတော်ဘောရတာကြိုက်လဲကိုဘာကြိုက်လဲကြိုက်ရလို့တခုတော့ရှိတယ်အဲ့ဒီကိုလှုပ်တဲ့အပေါ်မှာစိတ်နှစ်အောင်လှုပ်စိတ်စွမ်းနေအောင်သာလှုပ်ဥပမာဂုံတော်ဆိုလို့ရှိရင်လဲစိတ်ထဲကနေထုံနေအောင်သာလှုပ်အော်တိုပြောက်တယ်နော်ကိုကမပြောက်သေးဘူးဆိုလို့ရှိရင်စိတ်ထဲကနေမဆွဲသေးလို့စိတ်ထဲမှာမထုံသေးလို့ပဲနော်အကျင့်မပါသေးလို့ပဲအဲ့တော့ကောင်းတဲ့ဘက်ကိုစိတ်ကရောက်သွားပြီဆိုလို့ရှိရင်မကောင်းတဲ့ဘက်မှာရှိတဲ့အရာကအော်တိုပြတ်ပြီးတော့ကြံခဲ့တယ်
အခုအဲ့ဒါကိုရဲရဲကြီးအာမခံရတယ်တုံးပေါ်ဇက်တင်ပြီးတော့အာမခံရတယ်